အားလုံးပဲမင်္ဂလာပါ။ဘာဘောကရွှေထက်အဖူးကြီးရဲ့တောင်းရအကောင်ဆုံးစောက်တွေအကြောင်းတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Booking Short Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ရှေ့ဆက်အနာဂတ်မှာဒီလိုအကျိုးရှိတဲ့အကြောင်းအရာတွေပုံမတင်ဆက်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ် post ကို share လုပ်ပေးသွားဖို့ဖိတ်ခေါ်ပါစေခင်ဗျာ။ဒီပတ်မှာတော့ Fumitake Koka နဲ့Ichiro Kishimi တို့ရေးသားထားတဲ့ The Courage to be Disliked မုန်းခံရတဲ့တတိဆိုတဲ့စာအုပ်အကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ဒီစာအုပ်ကစိတ်ပညာအခြေခံထားပြီးလူကြိုက်များတဲ့တသနာအယူအဆများအကြောင်းလူငယ်တဦးနဲ့တသနာဆရာတဦးအကြားဆွေးနွေးထားတဲ့အမြင်အဖြစ်စကားပြောဆိုမှုတစ်ခုအဖြစ်ထင်ရှားပါတယ်။ကျွန်တော်တို့နေရာတော်များများမှာကြားဖူးနေကြတဲ့တသနာအယူအဆများကယနေ့ခေတ်အထိလူကြိုက်များနေစေဖြစ်တော့Fred ရဲ့အတွေ့အကြုံများပေါ်မှာအခြေခံလျက်ရှိပါတယ်။ဒီစာအုပ်အချင်းဟာစိတ်တိုင်းရများကိုမိတုအန်တွေဖြည့်ရှင်းရမည်ဆိုတာနဲ့ခြားသူများရဲ့မျိုးလင်းချက်မှမိတုလူမျိုးရမည်ဆိုတာကိုဒီနားလည်နိုင်ရကူညီပေးပါလိမ့်မယ်။ကျွန်ုပ်တို့ဒီတတိမရှိပါကကျွန်ုပ်တို့ရဲ့စိတ်ခံစားချက်များမိတုအလုပ်လုပ်တလေဆိုတာနဲ့၎င်းတို့ဟာကျွန်ုပ်တို့အပေါ်မြင်များအထိဝမ်းမှုရှိတလေဆိုတာကိုလည်းသူလေ့လာရပါမယ်။မုန်းခံရတဲ့တတိဆိုတာဟာလူရှိမှုဒီလူသားတို့ချင်းစီရဲ့လက်ထဲတွေသာရှိတာဖြစ်ပြီးဒီကစိတ်တန်ရာများပေါ်မှာလည်းမူတည်ခြင်းမရှိကြောင်းခိုင်အမှန်ဆိုခဲ့သူ19ရာစုစိတ်ပညာရှင် Alfred Adler ရဲ့လက်ရာများကိုဂျပန်လူမျိုးတို့ကဝေချမ်းစိတ်ဖြာတင်ဆက်ထားခြင်းဖြစ်ပါတယ်။အောင်ပြီးရှေရှေဝေဝေပြောနေတော့ပဲအစီအစဉ်လေးစလိုက်ကြရအောင်။ကျွန်ုပ်တို့နေထိုင်နေတော့ကဘာကြီးဟာအလွန်ပြင်းရှုပ်ထွေးနေပုံရတယ်မဟုတ်လား။ဒါပေမဲ့ထိုကဘာကြီးကယူရှင်းပါတယ်လို့ကျွန်တော်ပြောရင်မှန်စင်စစ်ရှုပ်ထွေးမှုများစွာရှိနေတော့ကဘာကြီးဟာညီတို့လင်ယူရှင်းသောနေရာတစ်ခုဖြစ်နိုင်ပါမည်။၎င်းဒီအလွန်တက်ကြွပြောင်းလဲနေပြီးသတင်းချန်နယ်ကိုဖွင့်လိုက်တိုင်းဒရာမာများစွာကိုမြင်တွေ့ရသဖြင့်ဗရာမတာဖြစ်နေတယ်လို့ခန်းစားရပါတယ်။ရလာအနေနဲ့ဘဝဟာအလွန်ရှုပ်ထွေးနေတယ်လို့ခန်းစားရတယ်။သို့တော်တင်တေချာကြည့်မယ်ဆိုရင်ရှုပ်ထွေးနေတာကဘာကြီးမဟုတ်ပါတကယ်တော့၎င်းဟာစန့်ကျင်ဘက်ပြင်ဖြစ်နေပါတယ်ကဘာကြီးကြီးယူရှင်းပါတယ်သို့တော်လူသားများကရှုပ်ထွေးကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်ုပ်တို့မြင်သမျှသို့မဟုတ်ပါဝင်ပတ်သက်သမျှအရာတိုင်းဟာရှုပ်ထွေးလာရခြင်းဖြစ်ပါတယ်ဒီတိုင်းကကဘာကြီးကိုမတူညီတော့အမြင်ဖီတာတစ်ခုဖြင့်မြင်ကြပါတယ်ထိုနေရာမှာရှုပ်ထွေးမှုများစတင်လာခြင်းဖြစ်ပါတယ်ကျွန်ုပ်တို့မြင်တဲ့အရာနဲ့အခြားသူများမြင်တဲ့အရာတို့အကြားဆန့်ကျင်ဘက်များစွာတည်ရှိနေပါတယ်။အော်ဆရာကောင်းတာကကျွန်ုပ်တို့ဟာစွဲများဖြင့်ကြည့်တော့အခါလက်တွေ့အမှန်တရားဟာပုံပြတ်သွားခြင်းဖြစ်ပါတယ်။ဒီအမြင်စွဲများကကျွန်ုပ်တို့ရဲ့ရခင်အတွေ့အကြုံများနဲ့အနာဂတ်မျိုးလင့်ချက်များကြောင့်မွေးဖွားလာခြင်းလည်းဖြစ်ပါတယ်။ကျွန်ုပ်တို့ဟာလက်တွေ့အမှန်တရားကိုပြလိုက်မှုကင်းဖြင့်မြင်နိုင်ဖို့ခေရင်လာပါတယ်။သို့တော်မစိုးရင်ပါနဲ့မျိုးလင့်ချက်ရှိပါသေးတယ်။ကျွန်ုပ်တို့အားလုံးဟာကောင်းမွန်သောဘက်သို့ပြောင်းလဲနိုင်ကြမည်မဟုတ်ပါလား။ကောင်းမကောင်းစွာဖြင့်၎င်းဟာကြီးမားသောတတိလိုအပ်ပါတယ်။လက်တွေ့အမှန်တရားကိုအရှိကိုအရှိတိုင်းမြင်နေရရှိရင်ဆွဲယုံကြည်ချက်ဟောင်းကိုဆွလို့ရမှာဖြစ်ပါတယ်။ဒီဒီအပြောင်းလဲကိုရှောင်လွှဲပြီးသူ့ရဲ့ဒီမှာသောအဆွေးများကိုသာဆုတ်ကင်ထားပါကပျော်ရွှင်မှုကိုရရှိခြင်းမှတင့်ကိုယ်တင်တားဆီးထားတယ်လို့ဖြစ်ပါလိမ့်မယ်။ဒီမှာရွေးချယ်စရာတစ်ခုရှိပါတယ်။လက်တွေ့အမှန်တရားကမြင်မြပုံပြက်ပန်းပြက်ဖြစ်နေကြောင်းအမြဲတမ်းညှိညွတ်နေနိုင်တယ်။သို့မဟုတ်ပြည့်ရဲ့မျိုးလင်းချက်ကိုရိုးရှင်းရှင်းဆွလွတ်လိုက်ပြီးအမှန်တရားကိုလက်ခံလိုက်နိုင်တယ်။ရှေ့ကအချက်ဟာဒီဘဝသေးတို့ရှုပ်ထွေးမှုများကိုယူဆောင်လာပြီးနောက်ကအချက်ကတော့ထိုရှုပ်ထွေးမှုများကိုဖေရှားရန်ကူညီပေးပါလိမ့်မယ်။ဒီနေရာမှာတတိဆိုတဲ့စကားလုံးကိုသတိပြုပါ၎င်းရဲ့အဓိပ္ပာယ်ကိုကျွန်ုပ်တို့အားလုံးသိကြပါတယ်။သို့တော့ကျွန်ုပ်တို့ဒီလက်တွေ့ဘဝမှာ၎င်းကိုကြည့်တုံကြပါသလား။စစ်မှန်သောလွတ်လပ်မှုနဲ့ပျော်ရွှင်မှုရည်ကြည်ခြင်းမှကျွန်ုပ်တို့ကိုတားဆီးနေတဲ့အရာအားလုံးကိုဆွလွတ်ရန်ကျွန်ုပ်တို့ပြင်ပြီလား။စောက်သေးတွေအေကိစ္စများကိုအင်တွေဖြည့်ရှင်းရန်ကူညီပေးမဲ့ဂရိကတနာနဲ့အဒလာရဲ့စိတ်ပညာမှစိတ်ကိုယ်စိတ်ဓာတ်များကိုမျှဝေထားပါတယ်။ဒီအကြောင်းအရာတွေကလောကကြီးကိုမြည်သည့်အမြင်အစွဲဖီတာမှမပါပဲမီနေယန်တတိလိုတဲ့ဒီအကြောင်းအရာတွေကကျွန်ုပ်တို့ကိုဘာတွေသင်ပေးနေတယ်လို့ဆိုရင်တော့လောကကြီးကိုမြည်သည့်အမြင်အစွဲဖီတာမှမပါပဲမီနေယန်တတိလိုအပ်တဲ့ဆိုတဲ့အပြည့်အမြင်ကိုသင်ကြားပေးပါတယ်ကျွန်ုပ်တို့ပျော်ရွှင်မှုအကြောင်းမဆွေးနွေးမီကျွန်ုပ်တို့ဒီအဖေကြောင့်ပထမအဆုံးအချိန်ဝမ်းနည်းခြင်းနဲ့စိုးရိမ်ပူပန်ခြင်းဖြစ်ရတဲ့နည်းဆိုတာကိုနားလည်ရန်ယူဆကြပါစို့ကျွန်တော်တို့အားလုံးနီးပါးဟာကျွန်တော်တို့ရဲ့အသိများနဲ့
တင်းချုပ်ချင်းကိုခံထားရပါတယ်ကျွန်တော်တို့အားလုံးတွေနေ့ထက်တိုင်းကျွန်တော်တို့ကိုချောင်းလန့်နေတဲ့မကောင်းတဲ့အမတ်တရားအချို့ရှိတတ်ပါတယ်ဒီတင်းရဲ့မိဘများနဲ့ဆက်ဆံရေးမကောင်းခဲ့ခြင်းဖြစ်နိုင်တယ်။ကျောင်းမှာအနိုင်ကျင့်ခြင်းခံခဲ့ရခြင်းဖြစ်နိုင်တယ်။ဘာမှမဟုတ်တင်းကစာမတော်ခဲ့တဲ့ဖြင့်မိတူကမြတင်းကိုမယုံကြည်ခဲ့ခြင်းလည်းဖြစ်နိုင်တယ်။တင်းတငယ်ချင်းမရှိပဲကြည်ပြင်းလာခဲ့ခြင်းလည်းဖြစ်နိုင်ပါတယ်။ထိုအရာတွေကမိသည့်အရာမဆိုဖြစ်နိုင်ပါတယ်။အဓိကအချက်ကတော့ကျွန်တော်တို့ရဲ့မတရားများထဲမှာဒီနေ့ထက်တိုင်ကျွန်တော်တို့ကိုနောက်တို့ဆွဲထားတဲ့အရာတစ်ခုအနည်းရှိနေတတ်တာဖြစ်ပါတယ်။၎င်းအကြောင်းကိုကျွန်ုပ်တို့မြင်မြပြင်ဆွေးနွေးပါစေ။၎င်းတို့ကိုဖေးရှားပြရန်နီလန်းရှာမတွေ့နိုင်ကြပေ။ဟုတ်တယ်မဟုတ်လား။အဖေကြောင့်ဆိုတော့ကျွန်ုပ်တို့ဖေးရှားနိုင်ရင်၎င်းကိုလှုပ်ဆောင်ပြီးသားဖြစ်နေလိမ့်မယ်ဖြစ်တော့ကြောင့်ဖြစ်ပါတယ်။သို့တော်အတလာရဲ့စိတ်ပညာကစိတ်တန်ရာ trauma ဆိုဒီမှာရှိဟုမြင်ဆိုပါတယ်။အတလာကကျွန်ုပ်တို့ဟာစစ်မှန်သောပြဿနာကိုရှောင်လွှဲရာအတွက်သူစိတ်ခံစားချက်များကိုဖန်တီးယူခြင်းဖြစ်တယ်ဟုပြောခဲ့ပါတယ်။စာအုပ်ထဲမှာသူ့ရဲ့မိဘများကသူငယ်စဉ်ကနှိမ့်ဆက်ခဲ့တာကြောင့်ဒီအပြင်တို့လုံးဝမထွတ်သောစူးပေတဲ့ကလေးတူအကြောင်းကိုမျှဝေထားပါတယ်။မိဘများကနှိမ့်ဆက်တာကြောင့်ကိုကလေးဟာဤသို့ဖြစ်ပွားရခြင်းဖြစ်တယ်ဟုတင်ထင်ကောင်းထင်လိမ့်မယ်။သို့တော်အတလာရဲ့စိတ်ပညာအရာ၎င်းကမမှန်ပါဘူး။သူ၏လက်ရှိအခြေအနေကသူ့ရဲ့အတိတ်တွေ့အကြုံများ၏ရလဒ်မဟုတ်ပါ။၎င်းသည်အတလာစိတ်ပညာ၏အခြေခံကြသောအတူခေါ်ဖြစ်သည်။လူအများစုသည်မိမိတို့၏မပျော်ရွှင်မှုကိုမိမိတို့ကိုယ်တိုင်ဖန်တီးကြပြီးတော့မိသည့်မကောင်းသောအတွေ့အကြုံများသူတို့၏အနာဂတ်ကိုလွှမ်းမိုးခြင်းမရှိနိုင်ပါ။ဒီနည်းအားဖြင့်ဆိုတော့လူတဦးသည်မိမိ၏လက်ရှိအချိန်ကိုအမြဲတမ်းပြောင်းလဲနိုင်ပါတယ်။ဒီ၏အတိတ်ကတင့်ကိုမထိန်ချုပ်နိုင်ပါ။ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ရဲ့စိတ်ဆန္ဒကိုအသုံးပြု၍အကြောင်းနဲ့အကျိုးတန်တရားကိုဖျက်တောက်ပြနိုင်ပါတယ်။ကျွန်ုပ်တို့ပြောခဲ့တဲ့ကလေးငယ်တွေအခြားသူများနဲ့နေရဒီမှာမတက်မတာဖြစ်သောကြောင့်ပြေမထွက်ရန်ရင်မချက်ရှိနေတယ်။ဒါကြောင့်သူဒီမတက်မတာဖြစ်စေမြင့်မိသည့်အခြေအနေမျိုးကိုမဆိုချောင်လွှဲရာအတွက်သူ့ရဲ့မကောင်းသောအတွေ့အကြုံများကိုစင်ကြင်အဖြစ်အသုံးပြုနေခြင်းဖြစ်ပါတယ်။ထိုကလေးကအမည်မသိသောအရာများကိုရင်ဆိုင်ရန်အသည့်ရှိခြင်းဖြစ်သည်ဟုလည်းပြောနိုင်ပြီ။အပြင်ထွက်ရန်စဉ်းစားမိတိုင်းသူဒီမိမိကိုယ်ကိုလိမ်ညာပြီးတိကမိဘများနှိစက်ခဲ့ပုံကိုပြန်စဉ်းစားသည်။မိသည့်စိတ်တန်ရာများကိုမဆိုတိုက်ဖြစ်ရန်တော့ချက်မှာကျွန်ုပ်တို့သည်မကောင်းသောအမတ်တရားများနောက်မှာညီတို့ဖုံးကွယ်နေပြီးတော့လက်တွေ့ဘဝကိုညီတို့ရှောင်လွှဲနေသည်နည်းဆိုတာကိုမြင်အောင်ကြည့်ရန်ဖြစ်ပါတယ်။ပြောင်းအလဲဒီရိုးရှိပါတယ်ကျွန်ုပ်တို့ကသာ၎င်းကိုရှုပ်ထွေးအောင်လုပ်နေခြင်းဖြစ်သည်ကိုသိရပါဒီအကြောင်းအရာလေးကတော့အကြောင်းနဲ့အကျိုးတန်တရားမှယုံထွက်နိုင်သောအခါပြောင်းအလဲဒီရိုးရှင်းသည်ဆိုတဲ့ဘုဒ္ဓယတနာကိုသင်ရရှိသွားမယ်ဆိုတာအေးချလွန်လာပါတယ်ဒေါသကျွန်ုပ်တို့အားလုံး၎င်းကိုသိကြတယ်မဟုတ်ပါလားကျွန်ုပ်တို့ဒေါသဆွဲလိုက်တဲ့နဲ့ကျွန်ုပ်တို့ကိုထိန်းချုပ်၍မရတော့ပဲသူရုတ်တရက်ပေါက်ကွဲလာတော့ဆွေအင်ကထိန်းချုပ်၍မရနိုင်ပါဟုတ်ပါသလားအမှန်တကယ်တော့မှားပါတယ်အတလာကစိတ်ခံစားချက်များမှာကျွန်ုပ်တို့ကိုထိန်းချုပ်နိုင်တော့အစွမ်းမရှိဟုမြင်ဆိုပါတယ်အဲ့ဒီအစားကျွန်ုပ်တို့က၎င်းတို့ကိုတွန်းလှန်နိုင်တယ်တို့ဆိုရင်အဖေကြောင့်ကျွန်ုပ်တို့ဟာစိတ်ခံစားချက်အလုံးကကျွန်ုပ်တို့ကိုဒုက္ခပေးရန်ရောက်ရှိနေတကယ်တော့ပြောဆိုနေကြပါတယ်လေအချက်မှာကျွန်ုပ်တို့အားလုံးတွေအောင်မြင်လို့သောရည်မှန်းချက်များရှိကြပါတယ်ဥပမာအားဖြင့်ဇွဲထိုးတူကတင်းရဲ့အင်ဂျီပေါ်သို့လူဖေးရဲ့ဖိကြခဲ့လျင်ကိုဘူအချင်းတွေတင်းပါလို့မင်းနီမိဒေါသကိုမထင်းချုံနိုင်ဟုယုံကြည်ထားသောလူအများစုသည်သူတို့အားယုတ်တရက်အော်ဟစ်ဆေးဆူကြလိမ့်မည်ထို့နောက်သူဤဒေါသကသူတို့ကိုလွှမ်းမိုးထားသောကြောင့်ဟုစင်ချေပေးကြလိမ့်မည်သို့တော်၎င်းသည်မမှန်ပါသူတို့ဒီမိမိတို့၏စိတ်ပြအားငြိမ်မှုကိုထုတ်ဖော်လိုကြပြီးအမားလုခဲ့သူအားအော်ဟစ်ခြင်းဖြင့်စိတ်ကိုပြအေးအောင်လှုပ်ချင်ကြခြင်းဖြစ်ပါတယ်။သူတို့လုံမဲ့အစားသူတို့ဒီခဏတာဒေါသကိုဆွလွတ်ပြီးဒါကမြည်သူမဆိုဖြစ်နိုင်ပါတယ်လို့ပြောနိုင်ပါတယ်။ကောင်းကစိတ်ခံစားချက်များတွင်စွမ်းအားမရှိဟုမဆိုလိုပါ။ကောင်းတို့ဒီအမှန်ပြင်အစွမ်းထလာပဲတဲ့။သို့တော်၎င်းတို့ဒီကျွန်ုပ်တို့၏အထက်တွေရှိမနေပါ။ကျွန်ုပ်တို့ဒီကျွန်ုပ်တို့၏စိတ်ခံစားချက်များကိုလွန်လာနိုင်ပြီးတော့၎င်းတို့အပေါ်မှာအခြေခံ၍လှုပ်ဆောင်မလားမလှုပ်ဆောင်ဘူးလားဆိုတာကိုရွေးချယ်နိုင်တာဖြစ်ပါတယ်။အခါတရံဒေါသတွေလည်းအသုံးဝင်နိုင်ပါတယ်။သို့တော့ကာမကောင်းစွာဖြင့်လူအများစုကဒေါသကိုအကြောင်းပြကာကိလေသာခြေရန်ကြိုးစားကြပါတယ်။တင်ဒီလူသားတို့ဖြစ်ဒီကိုတတိယပါ။တင်ဒီမိသူမဆူပြပေါက်နိုင်တော့အစွမ်းမဲ့တဲ့ကြောက်ကြီးတကယ်မဟုတ်ပါ။တင်းရဲ့
စိတ်ခံစားချက်များအပေါ်မြည်သည့်အတိတ်ပဲအမှတ်မြင်ဆိုတွေကိုယူချင်နိုင်သောစွမ်းတင့်တွေရှိပါတယ်အကယ်၍ကဘာကြီးတွေမြည်သည့်ပြဿနာများမရှိခဲ့လျင်ကို၎င်းတွေအံ့ဩစရာကောင်းလိမ့်မည်ဟုတ်ပါလားသို့တော်၎င်းတွေမဖြစ်နိုင်ပါအကြောင်းမှာထို့သောအခြေအနေမျိုးမှန်ကန်ရအတွက်စစ်ကြောနာသေးမှာလူသားတူတီးတာရှိရမည်ဖြစ်သည်ဟုတ်ပါတယ်တင်တာတယောက်တည်းဖြစ်နေပါကမြည်သည့်ပြဿနာများရှိလိမ့်မည်မဟုတ်တင်ဒီမြည်သူနှင့်များတိုင်ဆိုင်ရမလို့ပဲတင်ဒီစစ်ကြောနာ၏အုပ်စုရှင်ဖြစ်နေလိမ့်မည်ရန်ဖြစ်ရန်အိမ်တော်ဘက်မရှိသလိုပြုစုစောင့်ရှောက်ရန်ကလေးများလည်းရှိမည်မဟုတ်လိုင်းနာရန်စီကံများလည်းရှိမည်မဟုတ်သို့တော့ဘူးထက်ပူသောပုဂ္ဂိုလ်များရှိလာတဲ့နဲ့ပြဿနာများပိုပေါက်လာပါတော့တယ်လက်တွေ့အားဖြင့်လည်းထို့တယောက်ကြီးဖြစ်ခြင်းမှာမြည်တို့များဖြစ်လာလိမ့်မယ်မဟုတ်ဒီနေရာတွေအဓိကစစ်ကူးမှာပြဿနာအားလုံးဟာတနည်းမဟုတ်တနည်းဖြင့်လူမှုဆက်ဆံရေးပြဿနာများသာဖြစ်တည်ဟူ၍ဖြစ်သည်၎င်းဟာအချက်နှစ်ချက်ပါဝင်ပြီးမိမိကိုယ်ကိုဆက်ဆံရေးနဲ့ခြားသူများနဲ့ဆက်ဆံရေးတို့ပဲဖြစ်ပါတယ်၎င်းတို့အနက်တစ်ခုခုမမှန်ကန်ပါကဒီဘဝမှာချုပ်ထွေးမှုများကြုံတွေ့ရရန်ဒီချနေပြီဖြစ်ပါတယ်။ကေ၍ဒီဟာခြားသူတိုင်းကိုတည်ရဲ့ပြိုင်ဘက်ဟုမြင်နေပါကဒီဟာအမြဲတမ်းယုံကနေရမည်ဖြစ်ပြီးကောင်းမွန်သောလူမှုဆက်ဆံရေးကိုဘယ်တော့မှဒီဆောက်နိုင်တော့မည်မဟုတ်ပါဘူး။ဒီနေရာတွေဘနောက်အဆုံးခြေလမ်းမှာတင်ဒီမီတူမီဝါဖြစ်ကြောင်း identity ကိုရှာဖွေဖော်ထုတ်ရဖြစ်ပါတယ်။တင်ကိုတင်မီတို့မြင်သည်။တင်ဒီတင်ကိုတင်ခြားသူများထက်အာဒီဟုမြင်ပါကတင်တွေအထက်စီးစိတ်ရှိနေလိမ့်မည်။ခြားတစ်ဖက်တွေမှခြားသူအားလုံးဒီတင်ထက်အာဒီဟုမြင်ပါကတင်တွေအောက်ကျနောက်ကျစိတ်ရှိနေလိမ့်မည်။ဒီဘဝတွေပျော်ရွှင်မှုရရှိလိုပါက၎င်းစိတ်နှမျိုးလုံးဒီမကောင်းပါ။အဒလာရဲ့စိတ်ပညာအရာပြဿနာအားလုံးဒီလူမှုဆက်ဆံရေးပြဿနာများဖြစ်သည်။ပထမဦးစွာအောက်ကျနောက်ကျစိတ်နဲ့ထက်စီးစိတ်မျိုးလုံးဒီပုံမှန်သာဖြစ်သည်တင်တွေ၎င်းတို့အနက်ခုရှိနေပါကထိုအတွက်အပြစ်မရှိဟုမခံစားပါနဲ့လူတိုင်းတွေထိုးထိုးသောခံစားချက်များရှိပါတယ်၎င်းဒီလူသားဖြစ်ခြင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သည်ပြဿနာမှာလူအများစုက၎င်းတို့ကိုစနစ်တကျမိတို့စီမံခန့်ခွဲရမည်ကိုမတိကျခြင်းပဲဖြစ်ပါတယ်ဒီဒီတိုးတယောက်ထက်နှိမ့်ကြသည်ဟုခံစားရပါက၎င်းဒီတင့်ကိုယ်တွင်မှအစိတ်အပိုင်းတစ်ခုကတင့်ကိုတိုးတက်စေခြင်းဒီဟုတာဆိုလိုခြင်းဖြစ်သည်ခေါင်းဒီတင်းရဲ့အမြင်အပေါ်တွေတာမူတည်လိမ့်မယ်အကယ်၍တင်းဒီအမြင်သာနှင်းကြသည်ဟုခံစားနေရပြီး၎င်းကိုစင်ကြယ်တစ်ခုအဖြစ်သုံးချနေပါကတင်းတိုးတက်နိုင်မည်မဟုတ်သို့တော့၎င်းကိုတိုးတက်မှုအတွက်နှုတ်ဆော်မှုအဖြစ်သုံးချပါကတင်း၏လက်ရှိကိုကျော်လွန်သွားပါလိမ့်မည်စာအုပ်ထဲကတသနာဆရာကတင်းကိုတင်းဖြစ်ချင်သောပုံစံကောင်းနဲ့နိုင်ရှင်နေသည့်အကောင်းဒီကျမ်းမာသောအခြေအနေဖြစ်ကြောင်းရှင်းပြထားပါတယ်။သို့တော်တင့်ကိုတင်လူတိုင်းနဲ့စတင်နိုင်ရှင်လိုက်တည်နဲ့ကိုစိတ်သက်ထောင်ချောက်ထဲမှခုကဲ့သို့ကြားရောက်သွားမည်ဖြစ်ပြီးကောင်းဟာလုံးဝကျမ်းမာသောအခြေအနေမဟုတ်တော့ပေ။၎င်းကတင့်ကိုပျော်ရွှင်မှုကိုထေချာပြလိမ့်မည်။ဒီလူသားတဦးဖြစ်တဲ့အတွက်ဒီရဲ့အခြေခံကြသောတာဝန်မှာဒီရဲ့မြင့်မားဆုံးသောစွန့်ရင်တို့ရောက်ရှိရန်ဖြစ်တည်ကိုတည်ရပါဒီငယ်စဉ်ကအမြဲတမ်းဖြစ်ချင်ခဲ့သောလူတဦးဖြစ်လာရန်ဖြစ်သည်ဒါပေမဲ့ဒီဟာနိုင်ရှိမှုထောင်ချောက်သေးသို့ကြားရောက်နေသောအခါအခြားသူများ၏မျောလင်းချက်များကိုဖြည့်ဆည်းပေးရန်နှင့်၏စွမ်းအင်များကိုဖြုံးတီးပြီးအခြားသူများ၏လောကအမြင်များအတိုင်းနှင့်ကိုယ်တင်ပုံသွင်းမိတတ်လေသည်ဖေကြောင့်လူအများစုကသူတို့လောက်ကြသည်နည်းဟုစဉ်းစားဖူးပါသလားအကြောင်းမှာတင်ဖြစ်ချင်သောပုံစံကောင်းဖြစ်လာရအတွက်ကြီးမားသောတတိလိုအပ်သောကြောင့်ဖြစ်ပါတယ်။လမ်းခရီးတစ်လျှောက်မှာအသားအစီးများစွာကိုပြင်ကျော်လွန်ရမှာဖြစ်ပါတယ်။ခြားတစ်ဖက်တွင်မူလူတဦးကိုနှိမ့်ချသည်ဟုခေါ်ဆိုခြင်းနဲ့တင့်ရဲ့ပုံစံကောင်းနဲ့မသက်ဆိုင်သောရေးမပါတဲ့အောင်မြင်မှုမှတ်တိုင်များအတွက်ပြိုင်ဆိုင်ခြင်းဖြင့်သက်စီရယူရမှာပူ၍လွယ်ကူပါတယ်။ဒီအကြောင်းအချက်ကအောက်ကျနောက်ကျစိတ်သည်တာဝန်မယူခြင်းအတွက်စင်ကြယ်တစ်ခုဖြစ်တည်ဆိုတာကိုညွန်ပြထားတာကိုတွေ့ရပါတယ်။ဒီကဲ့သို့နိုင်ရှင်မှုစိတ်ဓာတ်တွေပြောင်းလဲရန်လိုအပ်ပေတယ်။အကြောင်းမှာ၎င်းဟာခြားသူများသည့်တင့်ရဲ့ရန်သူဖြစ်နေတဲ့ကဲ့သို့ခံစားရစေသောကြောင့်ဖြစ်ပါတယ်။တင့်ရဲ့စိတ်ထဲမှာမနာလိုမှုများပြည့်နေပါကကိုယ်တိုင်တူးတက်မှုပေါ်အာယုံမဆိုင်နိုင်တော့ပေ။ဒီနေရာတွေနီလန်းကတော့တင့်ရဲ့စိတ်နဲ့စိတ်ထားကိုအနိုင်အရှုံးမှနှစ်ဖက်အနိုင်win-win တို့ပြောင်းလဲရဖြစ်ပါတယ်။၎င်းကစတီဖင်ကိုဗေရဲ့ထိရောက်သောလူသားတို့ရဲ့အလက်အကျင့်နှစ်ခုစာအုပ်မှာဆွေးနွေးထားတဲ့စစ်ကူနဲ့အတူတူပြင်ဖြစ်ပါတယ်။ယင်သူဦးတီးသာအနိုင်ပြီးပြင်ပဝန်းကျင်မှာရှိတဲ့အခြားသူအားလုံးရှုံးနေပါကအနိုင်ရခြင်း၏ရည်ရွယ်ချက်မှာအဘယ်နည်းသို့
တို့ဆိုရင်တင့်ရဲ့အောင်ပွဲကိုမိသူနဲ့ညဝေမိနီဝါနေဆရာကလူအများစုဟာပြေးပြိုင်ပွဲတစ်ခုတွင်ပြေးနေကြတဲ့ကဲ့သို့နေထိုင်ကြခြင်းဖြစ်သည်သို့တော့လက်တွေ့တွင်အကျွန်ုပ်တို့အားလုံးဟာအခြားသူများနဲ့မပြိုင်ပဲမိမိကိုမိမိသာပြိုင်ဆိုင်ရမည်ဖြစ်ပါတယ်။ကောင်းကစိုးရင်ပူပါမှုများမှတင်းဝဲစေရန်ပူညီပေးလိမ့်မှာဖြစ်ပြီးတော့ဒီရရှိသမျှအောင်မြင်မှုမှတ်တိုင်တိုင်းမှာလည်းဒီအားကြီးမားသောပျော်ရွှင်မှုကိုပေးပါလိမ့်မယ်။လက်တွေ့မှာတင်ကမိသူနှင့်မျှမပြိုင်တော့လဲခြားသူများကတင့်ကိုပြိုင်ရန်နီးလန်းရှာကြလိမ့်မည်ဒီထူးထူးအကြောင်းပြချက်မရှိပဲတင့်အပေါ်ရန်ညှိုးထားနဲ့လူများစွာတို့ကိုပြင်ပြရလိမ့်မယ်ပြင်ပြင်းတင်ကလေးစားခြေချင်းစိတ်ပေါက်ကောင်းပေါက်နိုင်ပါလိမ့်မယ်သို့တော့ဒီထားပါလူတောင်ကြောက်တဲ့မကြရောက်ပါစေနဲ့ကလေးစားခြေချင်းတည်းအခြေအနေကိုပူယူတာဆိုးဝါးစေလိမ့်မယ်ယင်ဒီပညာရှိသောရွေးချယ်မှုများပြုလုပ်နိုင်ပါတယ်ယင်ဒီတင့်ရဲ့စိတ်ခံစားချက်များကိုအမြဲတမ်းတွန်းလှန်နိုင်ပြီးတေချာစွာစဉ်းစားနိုင်တယ်။လူများကိုရန်သူများအဖြစ်မဟုတ်ပဲတင့်ရဲ့ရေးပေါ်ရေးပင်များအဖြစ်မြင်ပါဆိုတဲ့အချက်ကိုအထူးပြမြင်စေခဲ့တာဖြစ်ပါတယ်။ခြားသူများရဲ့မျောလင့်ချက်မှအေးဝဲပြီးတော့ဒီဘဝကိုတင့်တမချက်များအတိုင်းနေထိုင်နိုင်တော့အခါမှလုံးဝဥတုံလွတ်လပ်မှုတည်ရောက်ရှိလာလိမ့်မယ်။သို့တော့လူမှုဆက်ဆံရေးများအကြောင်းဆွေးနွေးသောအခါမျောလင့်ချက်များအကြားပြိပခါတစ်ခုအမြင်ရှိတတ်ပါတယ်။ဒီတင့်ရဲ့ငွေချင်းအရေးများဒါမှမဟုတ်ဆွေမျိုးများညှိုလင့်ထားတဲ့အတိုင်းမလုပ်ဆောင်ပါကသူတို့ကတင့်ကိုမုန်းတီးသွားတွေကိုတင်ပြရှိနိုင်ပါတယ်။ယင်ဒီအခြားသူတိုင်းစိတ်ကျေနပ်အောင်ကြိုးစားမိဆိုရင်ပင်ဒီရဲ့ကိုယ်ပိုင်ရွေးချယ်မှုများကိုစေရပါလိမ့်မယ်။မကောင်းစွာဖြင့်သူတို့လိုလင်းပင်စိတ်မကျေနပ်သေးသောသူအနှင်းငယ်တန်ရှိနေပါလိမ့်မည်။သို့ဆိုရင်ဤကဲ့သို့ရှုပ်ထွေးသောအခြေအနေမျိုးတွေဘာလို့တင်သနည်း။ဒီနေရာမှာအဖြေကဒီနဲ့အခြားသူများကြားမှာညီနမိတ် boundary တစ်ခုကိုဆွဲပါဒါမှမဟုတ်အမပါအကယ်၍အခြားသူကတင့်အပေါ်လက်တွေ့မကျသောမျိုးရင်းချက်တွေအားရှိပါကတင်ကတင့်ကိုတင်ပြောင်းလဲရမလို့ပါကောင်းဒီတီးတာဝန်မဟုတ်ပါအခြားသူများဘာတွေးတနည်းဆွေဒီကိုတင်မီသူများမထိချုပ်နိုင်ပဲ၎င်းကအခြားသူများဘာချင်းမလဲဆွေဒီကိုယူမဆိုင်ပဲအသက်ဆိုင်ရမည်ဟုဆိုလိုပါသလားလုံးဝမဟုတ်ပါ၎င်းဒီစန့်ကျင်ဘက်တာဖြစ်ပါတယ်။ဒီ၍သူတယောက်ကသူ့ရဲ့မျိုးရင်းချက်များဒါမှမဟုတ်စိတ်ခံစားမှုဆိုင်ရာဒရာမာများမှတစ်ဆင့်တင့်ကိုလေးစားချုပ်ကန်ရန်ကြိုးစားနေပါက၎င်းဒီတာအသက်ဆန်ခြင်းဖြစ်ပါတယ်။ခြားသူဒီတင်းရဲ့စိတ်ခံစားချက်များအပေါ်ထိန်းချုပ်မှုမရှိမှသာတင့်ကိုလေးစားချုပ်ကန်နိုင်မည်ဖြစ်ကြောင်းမှတ်သားထားပါ။ဒီအခြေအနေတွေတင့်အနေဖြင့်မုန်းခံရတဲ့တတိရှိရနဲ့တင့်ရဲ့စိတ်ခံစားချက်များကြောင့်လေးစားချုပ်ကန်ခြင်းမခံရရန်လိုအပ်ပေတယ်။အိုရန်ကြည်လင်၎င်းဒီလူများကိုတင့်ထံမှမောင်းထုတ်မိကြောက်စရာကောင်းသောနီလာဟုသင်ရတော်လည်းပဲထို့သူမဟုတ်ပါ။ပေါင်းမွန်သောဆက်ဆံရေးများသည်လူများကိုစိတ်ခံစားမှုဆိုင်ရာဒရာမာများဒါမှမဟုတ်ညှိပခများဖြင့်ချီနှောင်မထားပါ။အဲဒီအစား၎င်းတို့ကတင့်ကိုလွတ်လပ်စေပါတယ်။အခြားသူများရဲ့ဝေဖန်ဆုံးဖြတ်ချက်များမှလုံးဝလွတ်လပ်လိုပါကအမုန်းခံရဖို့အပြည့်ရှိရမယ်ဆိုတာသိရှိစေခဲ့တာဖြစ်ပါတယ်။ချို့လူများဟာအပေကြောင့်ကြီးမားနေသည်နည်းဆိုတာကိုတင်ပြပါသလား။အကြောင်းမှာသူတို့တွေအောက်ကျနောက်ကျစိတ်ရှိနေသောကြောင့်ဖြစ်ပါတယ်။နောက်ကျစိတ်၏ရင်းမြစ်အကြောင်းရင်းမှာမိမိကိုယ်ကိုတန်ဖိုးကိုမသိခြင်းပဲဖြစ်ပါတယ်။ဒီရဲ့စစ်မှန်သောတန်ဖိုးကိုမသိသောအခါမှာခြားသူများကတင့်ထက်ပါသွားမည်မဟုတ်တင့်ထက်အခွင့်အရေးပူရသွားမည်ကိုအမြဲတမ်းကြောက်လန့်နေတတ်ပါတယ်။သို့မဟုတ်တခါတရံမှာလူအများစုကမိမိတို့ကခြားသူများထက်ပူ၍ထိုက်တန်နေဟုထင်နေတာကြောင့်အသက်ကြီးနေတတ်ပါတယ်။ဘုံနှမျိုးလုံးတွေမမှန်ကမှာမိသူများတာလွန်ခြင်းမရှိသလိုမိသူများလည်းနှိမ့်ချခြင်းမရှိပါဘူးအမှန်စီစစ်ထိုးထိုးသောစိတ်သက်တည်အန္တရာယ်ရှိလာပါတယ်အတလာကအကျွန်ုပ်တို့အားလုံးဟာဥမှုကြီးမားသောလူမှုအတိုင်းအဝိုင်း၏စိတ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုပါတယ်စိတ်လှုပ်ရှားစရာအချက်မှာတူညီသောစိတ်ခံစားမှုဒါမှမဟုတ်ဒေသများအပေါ်အခြေခံ၍ဖွဲ့စည်းထားသောလူမှုအတိုင်းအဝိုင်းများကိုသာပြောဆိုနေခြင်းမဟုတ်ပဲလူဒီ၎င်းထက်ပူ၍ခြေပြန့်စွာပြောဆိုခဲ့ပါတယ်အတလာကလူသားအားလုံးပါဝင်ပြီးညီတူမျှဗဟုချက်မဟုတ်တော့ဥမှုခြေပြတ်တဲ့လူသားမျိုးနွယ်အတိုင်းအဝိုင်းကြီးတစ်ခုရှိသည်ဟုယုံကြည်ပါတယ်။ဤသဒ္ဒနာသည်မိမိကိုယ်ကိုမိမိအလုံးဒီဟုထင်နေသောအတ္တသမားများနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါလေ။ကောင်းသည်မိသူမျှအဖို့မရှိဟုဆိုလိုပါသလား။မှန်တကယ်တော့ဆန့်ကျင်ဘက်သာဖြစ်ပါတယ်။အတလာရဲ့ဆိုလိုခြင်းကတော့လူသားတိုင်းမှာတန်တူညီမျှမှုအဖို့ရှိပါတယ်။တန်တူညီမျှသောအဖို့ရှိပါတယ်။လူတိုင်းဒီဤကြီးမားသောကမ္ဘာလုံးဆိုင်ရာတိုက်အဝန်းအတွက်
နည်းနည်းဖြင့်အကျိုးပြုနိုင်ပါတယ်။တင်ကဘာမှမရှိဘဲနဲ့တစ်ခုခုကိုပေး၍မရပါဟုတ်တယ်မလား။ဒါကြောင့်တင်ဒီအတိုင်းအဝိုင်းအတွက်တစ်ခုခုကိုပေးဆက်ခြင်းဒါမှမဟုတ်ကျူးပြုခြင်းပြုလုပ်သောအခါတင်ကိုယ်တိုင်တန်ဖိုးရှိတယ်ဟုခံစားရပါတယ်။ထိုတန်ဖိုးဒီသူ့ရဲ့အတ္တကိုဖောင်းပွားစေခြင်းမဟုတ်ဘဲတင်ဤစစ်မှန်သောတဘာဝကိုပေါ်လွင်စေတဲ့ခေါင်းကတင်အားလွတ်လပ်မှုနဲ့ရိုးရွှင်မှုကိုပေးပါတယ်။တင်ရဲ့တန်ဖိုးကိုစစ်မှန်စွာခံစားသိရှိနိုင်ရန်လူမှုအတိုင်းအဝိုင်းကိုအကျိုးပြုပါဆိုတဲ့သင်ခန်းစာကိုရှင်းရှင်းလင်းလင်းဒီအချက်ကသိရှိစေခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တန်ဖိုးဆိုတဲ့အကြောင်းစဉ်းစားတဲ့အခါမှာစိတ်ထဲမှာပထမအဆုံးရောက်ရှိလာတဲ့အရာကတော့ငွေကြေးဖြစ်ပါတယ်။ဒါပေမဲ့လူတစ်ယောက်ရဲ့စစ်မှန်သောတန်ဖိုးဆိုတာဟာသူ့ရဲ့ငွေကြေးမြင့်မြတ်ရှိတဲ့နည်းဆိုတာနဲ့အမြဲတမ်းတွေ့ချ၍မရနိုင်ပါ။အကယ်၍လူတစ်ယောက်ကငွေကြေးချွတ်တဲ့ပြီးတော့မိသူကိုများမကူညီနိုင်လေကိုလူဒီတန်ဖိုးရှိနေပါဦးမလားဟုတ်ကဲ့ဒီချပေါက်ရှိနေပါဦးမယ်ကျွန်တော်တို့ဆွေးနွေးခဲ့တယ်လို့ပင်လူတစ်ယောက်ရဲ့တန်ဖိုးဟာအကြောင်းပြချက်များစွာကြောင့်ဖြစ်နိုင်ပါတယ်ဥပမာမိသည့်အရာကိုများမထောက်ပံ့နိုင်တော့သောအကြီးအကျယ်များဟာလူငယ်များအတွက်စိတ်ပိုင်းဆိုင်ရာအားပေးမှုဒါမှမဟုတ်ဘုဒ္ဓများစွာကိုပေးစွမ်းနိုင်သောကြောင့်ပိုရှိလာပါတယ်လူရဲ့တန်ဖိုးရှိမှုဦးတိုင်ကပြင်အခြားလူတို့ကိုပေးစွမ်းနိုင်သောတန်ဖိုးတစ်ခုရှိပါတယ်လူတစ်ယောက်ကိုငွေကြေးပေါ်ချေခံ၍သာဆုံးဖြတ်ခြင်းဟာဘဝကိုမြင်သည့်အလွန်ကြီးမြောင်းသောနည်းလမ်းဖြစ်ပါတယ်ဘဝကငွေကြေးထက်ပိုပြီးအရေးကြီးကြောင်းသတိရပါခုကျွန်တော်ကိုပြောပြပါဒီစာအုပ်အချင်းချင်းမှတင်ရရှိလိုက်သောအကြီးမားဆုံးသင်ခန်းစာမှာပါလေအောက်က comment မှာတင်ရအသွေးများကိုရေးခဲ့နိုင်ပါတယ်ဒီအချက်ကအခြားသူများနဲ့အတူရှိနေရုံများဖြစ်လဲယင်ဒီတန်ဖိုးရှိနိုင်တဲ့ဆိုတဲ့အရာကိုသိရှိစေပါတယ်ဒီစာအုပ်ကောင်းမှလေးလာမိသောသင်ခန်းစာ၃ခုနံပါတ်1ကျွန်ုပ်တို့အနေရဲ့အရှိဆုံးယုံကြည်ချက်တစ်ခုမှာအတိတ်ကကျွန်ုပ်တို့ရဲ့အနာဂတ်ကိုတမတ်တီဟုယူဆခြင်းဖြစ်ပါတယ်နံပါတ်2အကယ်၍ယင်ဒီတင့်ကိုတင်ဘာတွေမားနေတယ်လဲဆိုတာကိုသာအာယုံစိုက်နေပါကဒီဟာတင့်ကိုတင်မုံတီးရအကြောင်းပြချက်များကိုအမြင်တကာရှာဖွေနေခြင်းဖြစ်ပါတယ်နံပါတ်3ကျွန်ုပ်တို့ပြိုင်ဆိုင်မှုဟုဒီမီနေကြတဲ့အရာအများစုကလူကြံဖန်တီးထားခြင်းသာဖြစ်ပြီးတော့ကျွန်ုပ်တို့ရဲ့ပျော်ရွှင်မှုကိုထိခိုက်စေပါတယ်သင်ခန်းစာ1ဒီရဲ့အတိတ်တွေတင့်ရဲ့အနာဂတ်ကိုမဆုံးဖြတ်ပါဖန်ရဲ့စိတ်ပညာမှာအဓိကတော့ချက်စကလုံးမှာစိတ်တိုင်းရဆော်မှာပဲဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့မိမိကိုယ်မိမိမြင်သည့်ပုံရဲ့အများစုကငယ်စဉ်ဘဝကလေးကစိတ်ပိုင်းဆိုင်ရာမှာနဲ့ဆိုင်စွာအမြင့်တွင်နေသည်ဟု၎င်းကခိုင်အမာဆိုထားပါတယ်ဒါကြောင့်ထိုစဉ်ကမကောင်းသောအတွေ့အကြုံများဟာနောက်ပိုင်းမှာပြဿနာများစွာဖြစ်လာစေလိမ့်မယ်လို့ယူဆပါတယ်ရလအနေနဲ့ကျွန်ုပ်တို့ရဲ့အရွယ်ရောက်ပြီးသောဘဝအများစုဟာတိတ်ကကန့်တတ်ထားသောယုံကြည်ချက်များကိုလိုက်ထုတ်ခြင်းဖြည့်ရှင်းခြင်းနဲ့လိုလွားခြင်းတို့ဖြင့်သာပုံဆုံးစေသည်ဟုဖရန်ကယူဆခဲ့ပါတယ်။အဒလာရဲ့အဆိုအရ၎င်းကမမှန်ပါဘူး။ဘိုမာအဖြစ်အကောင်းမြင်ဝါဒီဒါမှမဟုတ်အဆိုးမြင်ဝါဒီဖြစ်ခြင်းကဲ့သို့သောဘဝနေထိုင်မှုပုံစံတစ်ခုကိုကျွန်တော်တို့စိုးစည်းစွာပုံဖော်ကြသည်ဆိုတဲ့အချက်ကိုသူကဘောတူတော်ညာလေးပဲ။၎င်းကကျွန်ုပ်တို့ရဲ့ဇီယိုက်လက္ခဏာတွေပြုပြင်၍မရသောပုံတင်အချက်ဟုသူကမယုံကြည်ခဲ့ခြင်းဖြစ်ပါတယ်။အဒလာကကျွန်ုပ်တို့ဟာမိသည့်အချိန်တွေမဆိုမိမိကိုယ်ကိုပြောင်းလဲနိုင်သည်ဟူသောယူဆကိုပါကွယ်ပြောဆိုခဲ့ပါတယ်။ဒီရဲ့ချွေချက်အားလုံးကိုငင်စင်ဘဝကပြည့်ရဲ့နှစ်ခုသုံးခုအထိနောက်ကျောင်းပြန်လိုက်နိုင်သည်ဆိုပါတော့ဘာဖြစ်တယ်လဲ။ဒီ၎င်းတို့ကိုယခုလက်ရှိအချိန်မှာဆိုရင်လည်းပြောင်းလဲလို့ရနိုင်တာဖြစ်ပါတယ်။ဖြစ်ပြီးခဲ့တာတွေကဖြစ်ပြီးခဲ့ပါပြီ။အကျဉ်ဟောင်းများကိုဖြစ်စည်းရအတွက်ဝေပြားခြားနာသောအရာတစ်ခုဖြစ်ဖြစ်လာနိုင်သည်ဟုဒီယုံကြည်ရမှာဖြစ်ပြီးတော့ကိုအမြင်တိတ်ကိုတင်ပြီးမိသည့်အချိန်တွေဆိုရွေးချယ်နိုင်ပါတယ်သင်ခန်းစာနဲ့မိမိကိုယ်ကိုမိမိမုန်းတီးခြင်းသည်အမှန်တကယ်ထိုက်တန်၍မဟုတ်ပဲအခြားသူများကိုပြစ်တင်ထားရန်ညီလတစ်ခုသာဖြစ်လက်ရှိပါတယ်စာရေးသူရဲ့တပည့်တယောက်ကသူဒီမိမိကိုယ်ကိုမိမိချွတ်ယွင်းချက်များကိုအလွန်အမင်းတတိပြုမိသောကြောင့်မိမိကိုယ်ကိုမိမိမုန်းတီးမိကြောင်းတစ်ခါကဝန်ခံခဲ့ပါတယ်အဒလာကထို့သူသောချွတ်ယွင်းချက်များကိုမျိုးစားနှမျိုးခွဲခြားခဲ့သည်အရှိတရားအရာနှိမ်ကြမှုနဲ့စိတ်ကူးထဲကနှိမ်ကြမှုတို့ပဲဖြစ်ပါတယ်အရှိတရားအရာနှိမ်ကြမှုဆိုဒီမှာအခြားသူထက်အရက်ပူခြင်းဒါမှမဟုတ်ငွေကြေးနေပါခြင်းကဲ့သို့ကျွန်ုပ်တို့တိုင်းတာနိုင်ပြီးဒီပြုနိုင်သောအရာများဖြစ်ပါသည်သို့သောစိတ်ကူးထဲကနှိမ်ကြမှုများမှာလုံးဝပြင်လူကြံဖန်တီးထားခြင်းများဖြစ်လက်ရှိပါတယ်ဘုဒ္ဓပြည့်နဲ့စကားပြောရမှာခိရှိမီကလည်းလူလူငယ်မြင်နေသည့်ချွေးရင်းချက်များဟာ
ကယ်အစီအမံများမဟုတ်ကြောင်းသဘောပေါက်ခဲ့ပါတယ်။ဤတရာအားဖြင့်သူသည်ခြားသူများနဲ့ဝေးဝေးနေရနဲ့ထို့သူဖြစ်နာကျင်မှုကိုရှောင်လွှဲရအတွက်မိမိမုန်းတီးရမယ့်တောင်းပြချက်များကိုရှာဖွေနေချင်းတာဖြစ်သည်သူရဲ့အထီးကျန်မှုများကသူ့ရဲ့စိတ်ဆင်းရဲဒုက္ခရဲ့အကြောင်းရင်းဖြစ်ပြီးတော့ကျွင်းချက်များကြောင့်ဖြစ်လာတော့ရလာမဟုတ်ပါအတလာကကျွန်ုပ်တို့တက်ကြွကြွအိုင်တွေဖြည့်ရှင်းရမယ်သူတည်သောနှိမ့်ချမှုမှာရှိတရားအရာနှိမ့်ချမှုများသာဖြစ်ပြီးတော့၎င်းတို့သည်ကျွန်ုပ်တို့ရဲ့ပန်းတဲ့ရောက်ရန်အမှန်တကယ်ဟာအတာဖြစ်နေလိမ့်မည်သို့တော့စိတ်ကူးတွေကနှိမ့်ချမှုများကတော့ကြေပင်ရှိမနေပါဒါကြောင့်ဥက္ကိုတင်တန်ဖိုးမရှိဟုတတ်မှတ်မိ၎င်းတို့ကိုသေချာစဉ်းစားစစ်ဆေးကြပါမယ်။စာရေးဆရာကာမယ်ရဗီကန်ပြောတဲ့ကဲ့သို့ဒီပြဿနာအတွက်အံ့ဩဖွယ်ကောင်းသောဥထုံတစ်ခုကတော့သင်ဘဝသည်၎င်းအပေါ်တွင်သာမူတည်နေတဲ့ကဲ့သို့ဥက္ကိုတင်ချစ်ပါဟု၍ဖြစ်ပါတယ်။သင်ခန်းစာ3ပြိုင်ဆိုင်မှုပြင်းထန်သောစိတ်နဲ့စိတ်ထားသည်သင်ရဲ့စိတ်ကျန်းမာရေးကိုဖျက်ဆီးစေပါတယ်။ဟုတ်ပါတယ်ကျွန်ုပ်တို့ရဲ့လူကြိုက်အများဆုံး post တစ်ခုမှာကျွန်ုပ်ရေးခဲ့ဒီမှာ Max Taiwan ကနိုင်ရှင်ချင်းတွေပျော်ရွှင်မှုကိုတပ်ပစ်သောအရာဖြစ်သည်ဟုမှတ်ချက်ပြုခဲ့တယ်။သို့တော်၎င်းထက်ပိုဆိုးတာက၎င်းသည်ဆင်းရဲဒုက္ခများ၏မွေးဖွားရလည်းဖြစ်သည်။ဒီအချက်မှာဒေသလာသဘောတူမြင်အရာဖြစ်ပါတယ်။သူကပြိုင်ဆိုင်မှုရှိသောလူမှုအတိုင်းအဝိုင်းများသည်ကျွန်ုပ်တို့၏စိတ်ကျန်းမာရေးနှင့်အာရဝပြောင်းမှုအတွက်အန္တရာယ်ရှိသည်ဟုမြင်ခဲ့ပါတယ်။ဒီခေတ်မှာ၎င်းဟာအနောက်တိုင်းနဲ့အရှေ့တိုင်းယဉ်ကျေးမှုများအကြားဆွေးနွေးညီးခုံမှုများမှာထင်ရှားသောခေါင်းစဉ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ဂျပန်နဲ့တရုတ်ကဲ့သို့သောနိုင်ငံများစွာသည်လည်းပြိုင်ဆိုင်မှုရှိနေတော့လဲရေဘူးရအားဖြင့်ပူးပေါင်းဆောင်ရွက်မှုအပေါ်ပိုမိုအာရုံစိုက်ကြပါတယ်။အမေရိကန်နဲ့ဂျာမနီကဲ့သို့သောနိုင်ငံများမှာမူလူချင်းအနိုင်ရရှိသူအမျိုးအစားများအပန်းတကယ်အာရုံစိုက်ကြပါတယ်။ပြဿနာမှာယဉ်ပြောရွှင်ရအတွက်ငွေချခြင်းဒါမှမဟုတ်ငွေချင်းရှိခြင်းကဲ့သို့သောဇာပွဲတစ်ခုခုတွင်အဆုံးတို့ရောက်ရမည်ဟုယုံကြည်နေပါကညီတို့ပြင်ဖြစ်စေတင်ဒီဝမ်းနည်းနေရပြီးစိတ်ဖြစ်စည်းနေရမှာဖြစ်ပါတယ်။ချုံနှင်းသူများဟာချုံနှင်းခြင်းအတွက်စိတ်မကောင်းဖြစ်ရပြီးအောင်နိုင်သူများသည်လည်းသူတို့ရဲ့အောင်မြင်မှုအတွက်အမြဲတမ်းစိုးရင်ပူပန်နေရပါတယ်။ဒေသလာကစိတ်ပညာ၏ရည်ရွယ်ချက်မှာပုံမအကျိုးရှိသောအရာတစ်ခုဖြစ်ရန်မျှော်လင့်ခဲ့သည်။ခေါင်းမှာလူသားများကိုသိရှိလာစေရန်ကူညီပေးခြင်းဖြစ်ပါတယ်။ဒီကြီးမြောင်းသောပြိုင်ဆိုင်မှုစိတ်ဓာတ်ကိုဆွလွတ်ပြီးကြွယ်ဝမှုကိုလက်ခံလိုက်သည်နှင့်ဤသူကမြအင်းကိုနောက်သို့ဆွဲထားသည်ဟုခံစားရတော့မည်မဟုတ်ပါ။ဆုံးသတ်မှာတော့လူတိုင်းအတွက်လုံလောက်စွာရှိနေပါတယ်။ဒီအင်းကိုတင်တိုးတက်အောင်လှုံ့ဆော်နေသည့်အင်းအလိုရှိသမျှအရာအလုံးကိုအောင်မြင်နိုင်ပါလိမ့်မယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီနေ့တဲ့ဆိုရင် like ပေးခဲ့ပြီးတော့မှနောက်ထပ်ပိုမိုသိရှိနိုင်ဖို့အတွက် channel လေးကို subscribe လုပ်ပေးပါဦးခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။